အကျွေးတွေကြည်အောင်ဆက်ကြပါအကျွေးဆိုတဲ့နေရာမှာအခုလက်ရှိပြစ္ဆုတ်ပံမှာချီထားတဲ့အကျွေးတွေကိုပြောတာမဟုတ်ပါဘူး။နောင်တန်တရာအဆက်ဆက်ကချီးခဲ့တဲ့ကံကျွေးတွေကိုကြည်အောင်ဆက်ပါလို့ပြောခြင်းဖြစ်ပါတယ်။ဒီကံကျွေးတွေကိုကြည်အောင်ဆက်မှသာလျှင်အစစအရာရာအဆင်ပြေမှာပါ။ကံကျွေးကိုမှခမည်းတော်မဆက်ရသေးဘူးဆိုရင်တော့ဘာလို့အဆင်ပြေမှာမဟုတ်ပါဘူး။ပါမောခရုပ်ဆရာတော်ဘုရားကြီးကတော့ပြောတယ်ကုသိုလ်လုပ်ရင်အကျွေးတွေကိုဆက်ပါတဲ့။တချို့ကပဋ္ဌာန်းနေရွတ်တယ်အကျိုးမပေးဘူးအလူလိမ္မာခံရသေးတယ်အကျွေးဆက်နေတာကိုသူတို့မသိကြဘူးမဟာသမယတုတ်တွေရွတ်တယ်အပြစ်တင်ခံရတယ်အပြစ်ပြောခံရတယ်ဒါတွေရမသွားဘူးအဲ့ဒါဘာလို့နေတာလဲလို့ဆိုတော့အကျွေးတွေဆက်နေရတာဖြစ်ပါတယ်ဒါကိုလူတွေကမသိကြပါဘူးတချို့ကဂုံတော်တွေပွားတယ်ပရိတွေစိတ်တယ်စီးပွားရေးကြတော့တလွဲတချော်တွေဖြစ်နေတော့ပဲအဲ့ဒါဘာလို့နေတာလဲလို့ဆိုတော့အကျွေးတွေဆက်နေရတာဖြစ်ပါတယ်နောက်ထပ်ကုသိုလ်ရေးတွေတိုးပြီးတော့မှလောက်ကြတယ်ရဟန်းတွေခံတယ်ရှင်တွေပြုတယ်ကျောင်းတွေဆောက်တယ်ဇီဒီတွေတဲတယ်စွမ်းတွေကတ်တယ်သီလတွေစောင့်တယ်ကောင်းမှုကုသိုလ်တွေများစွာတိုးလို့ပြီးမယ်လဲစီးပွားရေးလူမှုရေးတွေကြတော့အစင်မပြေဘူးပိုဆိုးလာတယ်တဲ့အဲ့ဒါဟာဘာလို့နေရလဲလို့ဆိုတော့အဲ့ဒါလည်းပဲကုသိုလ်လုပ်ရင်းနဲ့အကျွေးတွေဆက်နေရတာပါပဲမြတ်စွာဘုရားကကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးကိုပေးမယ်လို့တတိချဟောထားပါတယ်ဖျားစကားဖျားတရားဟာလွယ်ရိုးထုံးစံမရှိပါဘူးကုသိုလ်လုပ်ပြီးတော့အစင်မပြေဖြစ်တယ်ဆိုတာအကျွေးဟောင်းတွေကိုစိုက်နေရတယ်လို့မှတ်ပါငါကုသိုလ်ကောင်းမှုတွေဘလောက်လို့ကွာအစင်မပြေဘူးလို့နှလုံးမသွင်းပါနဲ့အဲ့ဒါအတိတ်ဘဝကကံကြွေးတွေကိုစိုက်နေရတာလို့မှတ်ပါဘဝမှာလေနှုတ်နဲ့တင်ခဲ့တဲ့အကျွေးတွေအများကြီးပဲကိုယ်နဲ့ပြုခဲ့တဲ့အကျွေးတွေဆိုရင်ရီလို့ကိုမကုန်နိုင်ဘူးအမလေးစိတ်နဲ့ပြစ်မှားခဲ့တဲ့အကျွေးတွေဆိုရင်မနှဲမနှောပဲဒီအကျွေးတွေကိုဝိပဿနာဉာဏ်နဲ့မှမစနိုင်သေးရင်ဘယ်တော့မှအကုန်မကြည့်နိုင်ပါဘူးကုသိုလ်ပြုတယ်ဆိုတာအကျွေးတွေကိုဖဲ့ပြီးတော့မှစနေကြတာပါအကျွေးမှန်ဆက်ရင်တနေ့တော့အကျွေးကြည်သွားမှာပေါ့အကျွေးကြည်တဲ့နေ့ဟာလှုပ်သမျှကုသိုလ်တွေအဖတ်တင်တဲ့နေ့ပါပဲလှုပ်သမျှကုသိုလ်တွေတံပြန်အကျိုးပေးမဲ့နေ့လို့မှတ်ပါမြတ်စွာဘုရားကကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးကိုပေးမယ်လို့တတိချဟောထားပါတယ်ဘုရားစကားတရားစကားတွေဆိုတာလွယ်ရိုးထုံးစံမရှိပါဘူးဒါကြောင့်မို့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာယုံကြည်နဲ့တာဆက်လက်ပြီးတော့မှကုသိုလ်ပြုပါအကယ်၍အစင်မပြေသေးဘူးဆိုရင်လည်းစောတော့ကပြောသလိုကိုတန်တရာအဆက်ဆက်မှာလုတ်ခဲ့တဲ့အမားတွေကံကြွေးတွေကိုပြန်လည်ပြီးတော့စိုက်နေရတယ်လို့ဒီလိုနှလုံးသွင်းမှတ်ယူရမှာဖြစ်ပါတယ်ဒါကြောင့်မို့အကျွေးတွေကြည်အောင်ဆက်ကြပါအားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေဗျ